မျိုးချွေးတန်းအဆောင်နာရှင်များအားလုံးပဲမင်္ဂလာပါ Sport and Mood Channel ကနေကြိုဆိုပါရစေအခုကျွန်တော်တင်ဆက်မယ့်အားကစားသတင်းကတော့ဒီမနေ့မှာရှင်ပြန်ကစားခဲ့တဲ့ယူနာဆယ်ကမ္ဘာဖလားဘူလူပွဲစဉ်ပွဲဖြစ်တဲ့ယူနာဆယ်ကမ္ဘာဖလားဘူလူပွဲဖြစ်တဲ့အချင်းဒေနာအသင်းနဲ့မော်ရိုကိုယူနာဆယ်အသင်းရဲ့ပွဲစဉ်ဟာမော်ရိုကိုယူနာဆယ်အသင်းကအချင်းဒေနာယူနာဆယ်အသင်းကိုနကိုကုမ်စီစရဲကနေအနိုင်ရပြီးကမ္ဘာဖလားဘူလူပွဲမှာမော်ရိုကိုအသင်းကအနိုင်ရဘူဆွဲတွားခဲ့ပါတယ်ယူနာဆယ်ကမ္ဘာဖလားချန်ပီယံအသင်းဟာမော်ရိုကိုအသင်းဖြစ်ပါတယ်2025ယူနာဆယ်ကမ္ဘာဖလားပြိုင်ပွဲဘူလူပွဲမှာမော်ရိုကိုအသင်းကအချင်းဒေနာယူနာဆယ်အသင်းကိုနကိုကုမ်စီနဲ့အနိုင်ရပြီးပထမဆုံးအကြိမ်ကမ္ဘာဖလားမှာဘူဆွဲခဲ့ပါတယ်ယူနာဆယ်ကမ္ဘာဖလားချန်ပီယံ6ကြိမ်နဲ့အောင်မြင်ဆုံးအသင်းဖြစ်တဲ့အချီဒနာအသင်းကိုမော်ရိုကိုအသင်းကအနိုင်ယူနိုင်ခဲ့ပါတယ်ယူနာဆယ်ကမ္ဘာဖလားချန်ပီယံ6ကြိမ်နဲ့အောင်မြင်ဆုံးအချီဒနာအသင်းကိုမော်ရိုကိုအသင်းအနိုင်ယူနိုင်ခဲ့တာကဘလုံကဘာကိုရှော့ရစေခဲ့ပါတယ်ဘလုံကဘာကိုအန်အတင်းစေခဲ့ပါတယ်မော်ရိုကိုအနေနဲ့မော်ရိုကိုအသင်းအနေနဲ့ဘယ်တက်တန်လိုက်ပြိုင်ပွဲမှာမဆိုအတင်းအတွက်ပထမဆုံးကမ္ဘာဖလားရဲ့ဖြစ်ပါတယ်။ဘူဂိုတင်ဟာရှုံးဖက်အစစ်တွေမှာတုံကိုရီးယားအမေရိကန်နဲ့ပြင်သစ်တင်းတွေကိုကြော်ဖြတ်အနိုင်ရခဲ့တာပါ။ဒါပြင်ယူနာဆယ်ကမ္ဘာဖလားကို2009ခုနှစ်ကကနာအတင်းစုခုပြီးနောက်ပထမဆုံးအာဖရိကအတင်းအာဖရိကတိုက်မှာကမ္ဘာဖလားချန်ပီယံတင်းရဲ့ဖြစ်လာခဲ့ပါတယ်။ကျွန်တော်တက်ပြတဲ့ဘလုံးသတင်းနဲ့အခစားသတင်းများကိုစံတက်ခမယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe နဲ့အားပေးသွားပါဦးလို့ကျွန်တော်မတိုင်ခန့်ချင်ပါတယ်အမားများပါရင်ကကျွန်တော်ကိုခွင့်ကိုပေးနားရိုက်ပေးကြပါကိုပြောကြားချင်ပါတယ် Sport and Mood Channel ကိုကျေးဇူးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာပြီးရှင်ရန်ချမ်းမြေ့ကြပါစေကိုအစ္စလာပြောကြပါစေ Thank you for watching Sport and Mood Channel